သူမဟာလက်စားချီတိုင်းတိုင်းမှာကိုတက်တည်သွားသလိုမြင်ရအောင်ပြည့်စုံအောင်စီစဉ်တတ်တဲ့နတ်ဆိုးကျင်သူတယောက်ဖြစ်တယ်။ဒီနေ့တော့အမှုထမ်းတယောက်ကမရတစ်ကအစားအစာအရန်စားတတ်တာပဲလို့မှတ်ချက်ချလိုက်တယ်။သူမကအေးအေးဆေးဆေးပဲခြီလန်းကတတိထားနော်မဟုတ်ရင်သွားတဲ့အကုန်ကျွတ်သွားမယ်လို့ပြောလိုက်တယ်။နောက်တစ်ဆက်ကမှပဲသူ့ခေါင်းပေါ်မှာမုံမဲ့တွေစူပေါင်းလာပြီးသူမြေပြင်ပေါ်လဲကျသွားတယ်။မေးစစ်ပဲထိခဲ့ပြီမယ်တကယ်ပဲသွားတဲ့အကုန်လှုပ်ကုန်သွားခဲ့တယ်။အဖိုးအုပ်ချုပ်ကြီးမှုကသူ့လက်အောက်သားအနိုင်ကျင့်ခံရတာကိုမြင်ပြီးတံပြန်ဖို့ကြံစီလာတယ်။အင်ရှင်လူငယ်ရဲ့ကားမတော်သက်ဆောင်မှုကိုသူမပေါ်အပြစ်ပုံချဖို့ကြိုးစားခဲ့တယ်။အပြစ်မှားစွာဆွဆွဲနေတာကိုတီးသွားတဲ့သူမကအဲ့ဒီအဖိုးကိုဂတိတစ္ဆာပြုလို့အောင်မရည်ရွယ်ပဲလမ်းညွှန်လိုက်တယ်။ကားဘရိတ်ကိုငါချွတ်ထဲတာမှန်ရင်မိုးချိုးတီပြီးကြမ်းတမ်းစွာတေးရပါစီလို့တစ္ဆာဆိုလိုက်တဲ့အခါမိုးကအချက်ချင်းမဲမောင်သွားပြီးမိုးချိုးတစ်ချက်ကအဖိုးကိုတိုက်ရိုက်ထီးသွားခဲ့တယ်။နောက်မှသိရတာကအဓိကအမျိုးသမီးဟာအရင်ဘဝမှာခေတ်သစ်လူသားအဖွဲ့အစည်းကိုဥဆောင်ခဲ့တဲ့သူတယောက်ဖြစ်ခဲ့တာပဲ။နှစ်ပေါင်းများစွာအလုပ်စ조사ပြီးနောက်ဆုံးငွေကြေးလွတ်လပ်မှုရပြီးအနားယူဖို့စီစဉ်နေချိန်မှာမမျိုးလင့်ပဲဝတ္ထုတပူးထေကိုစိတ်ကူးရင်ဆက်လန်းရဲ့အချစ်ဒဏ်ရာရတဲ့အမျိုးသမီးအဖြစ်ပြောင်းလဲဝင်ရောက်သွားတယ်။ကံကောင်းတာကစာရေးသူကသူမကိုစကားနဲ့ကန်ဆိုးစေတဲ့စွမ်းအားတစ်ခုပေးထားခဲ့တယ်။အဲ့ဒီစွမ်းအားနဲ့ဝမ်းနဲ့ပေါ်တဲ့ဇာတ်ကြောင်းကိုပြောင်းလဲနိုင်ခဲ့တယ်။ဒါပေမဲ့မမျိုးလင့်နေတာကအဓိကယောက်ျားလဲကိုလည်းစွမ်းအားတစ်ခုပေးထားတာပဲ။သူကသူမရဲ့စိတ်ထဲကအတွေးအားလုံးကိုကြားနိုင်တယ်။ဒီအကြောင်းကိုမသိသေးတဲ့သူမကသူ့ကိုမုန်းစေခြင်းလို့ကြိုးစားခဲ့တယ်။စားနဲ့စားကိုအများကြီးထည့်ထားတဲ့ဆံပြုတ်ကိုပေးပြီးလျာမလောင်ရဲ့လဲစားနဲ့သေးသွားလိမ့်မယ်လို့စိတ်ထဲကတွေးနေခဲ့တယ်။ဒါပေမဲ့သူကချက်ချင်းရှောင်ပြီးစားခြင်းစိတ်မရှိဘူးလို့ပြောလိုက်တယ်။အဲ့ဒီလိုနဲ့ကွာရှင်းအောင်လုံဆိုးဖို့အစီအစဉ်ပြတ်သွားတယ်။ဒါပေမဲ့ဇလန်းကိုမြ мян အဆုံးသက်ချင်နေပြီးမူလကဘာကိုပြန်ချင်နေသေးတယ်။အဲ့ဒီအချိန်မှာပဲသူမစိတ်ကူးတစ်ခုရလာတယ်။ကိုကန်ဆိုးစေတဲ့စွမ်းအားကိုလက်နက်အဖြစ်သုံးလို့ရမယ်ဆိုတာပဲ။မိုးချိုးတွေခေါ်ပြီးကဘာတစ်ခုလုံးဖျက်ဆီးနိုင်မယ်။ဇလန်းအဆုံးသက်သွားတဲ့ကိုဘဝကိုပြန်ခံစားနိုင်မယ်လို့ထင်ခဲ့တယ်။ချက်ချင်းပဲလေပြင်းတွေထလာပြီးကောင်းကင်မဲမောင်သွားတယ်။ကဘာပြက်မဲ့ပုံစံလိုဖြစ်လာတာကိုမြင်ပြီးသူမစိတ်လိုရှားလာခဲ့တယ်။ကိုညံကြီးမားတဲ့လိုတောင်ကွာဝလိုက်တယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲနတ်ဆိုးချင်းသူအဖြစ်ဝတ္ထုကဘာထဲမှာဆက်လက်ရှင်သန်နေရအောင်မယ်ဆိုတာကိုသိလိုက်တယ်။အဲ့ဒီချိန်မှာပဲအဖိုးအုပ်ချုပ်ရေးမှုကရဲကိုခေါ်ပြီးသူမကိုအပြစ်တင်လိုက်တယ်။စောင့်ကြည့်ကင်မရာဗီဒီယိုတွေမှာသူမ break ပြနေတာတွေ့ရတယ်လို့ပြောခဲ့တယ်။ဒါပေမဲ့သူမကသူကိုယ်လိုက်ဆေးတောက်ပြီးအယောင်မုံလုပ်ထားတယ်လို့ပြန်ရှင်းပြလိုက်တယ်။အဖိုးကဒေါ်လာကြီးနဲ့အပြစ်မရှိဘူးလို့အော်ပြောနေချိန်မှာပဲဖုန်းကလက်ထဲကပြုတ်သွားပြီးဖုန်းခေါ်ဆိုတစ်ခုချိတ်ဆက်သွားတယ်။အဲ့ဒီဘက်ကတရားမဝင်ဆေးရောင်သူကသူ့ကိုအာနာပိုင်တွေကိုတစ္ဆာဖောက်တယ်လို့ဆေးဆိုခဲ့တယ်။ဒီအရာအလုံးဟာသူမစီစဉ်ထားတဲ့ထောင်းကြောက်ပဲ။သူမဟာဟက်ကညံကြီးရှင်တယောက်ဖြစ်ပြီးအရင်တနာရီအလိုမှာဆေးရောင်သူရဲ့ system နဲ့ဝေဖောက်ပြီးမကောင်းတဲ့မှတ်ချက်ထားခဲ့တယ်။အဲ့ဒီကောင်ကြောင့်ဒေါ်ဒါထွေးလာပြီးဖုန်းခေါ်လာခဲ့တာ။တက်တဲ့တောက်ထားအားလုံးဟာအဖိုးကိုပဲညွန်ပြနေတယ်။သူဟာရဲတွေကချက်ချင်းဖမ်းဆီးခေါ်သွားခဲ့တယ်။အမားလွင်ခဲ့မှုဒီဖြေလဲသွားတဲ့နောက်မှာသူမမှာနောက်ထပ်အစီအစဉ်တစ်ခုရှိနေသေးတယ်။အမျိုးသားကကိုအပြစ်မရှိတာတီးသွားရင်ကိုချစ်သွားမလားလို့စိုးရင်ခဲ့တယ်။ဒါကြောင့်သူ့ကိုနည်းနည်းကန်ဆိုးစေချင်ခဲ့တယ်။ညတညမှာပူလွန်လွန်းတဲ့လက်ဖက်ရည်တစ်ခွက်ကိုပေးပြီးပါမလာအောင်တတိထားနော်လို့နူးညံ့စွာပြောလိုက်တယ်။သူဒေါသထွက်ပြီးကွာရှင်းစာချက်ချင်းလက်မဲ့ထိုးမယ်လို့ထင်ခဲ့တယ်။ဒါပေမဲ့သူတောက်လိုက်တော့ဘာမှမဖြစ်ခဲ့ဘူး။ဒီမြင်းကိုမြင်သွားတော့သူမအံ့ဩသွားတယ်။မယုံနိုင်သေးလို့ကိုယ်တိုင်တောက်ကြည့်လိုက်တဲ့အခါလုံးဝမီးလောင်သေးလောက်ဖြစ်သွားတယ်